ဒီည Old Trafford မှာတော့ဒါ Man City တို့အနေနဲ့ဟီးဟားလာလုပ်လို့မရတော့ပါဘူးဗျ။ဒါနီးပြအသစ်နဲ့အတူဒါ Manchester United အသင်းကပထမအကျော်ရှုံးကြွေးကိုအပြည့်အဝဆက်သွားပါလိမ့်မယ်။ညီကိုတွေအားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့ဒါပွဲကြီးပွဲကောင်းဖြစ်တဲ့ Man U အသင်းနဲ့ Man City အသင်းတို့ရဲ့ပွဲစဉ်တွေကိုဒါကျွန်တော်ပွဲကြိုသုံးချက်လေးပြောသွားပါမယ်။ဒီပွဲစဉ်ကတော့ဒီနေ့ည9:00နာရီမှာဒါ Manchester United ရဲ့အိမ်ကွင်း Old Trafford မှာရှင်မြန်ကစားကြတော့မှာဖြစ်တယ်ဗျ။ထည့်ရွေးဆုံမှုရတော့ဒါ Man City ကဒီနောက်ပိုင်းမှာတာထားတာကိုအားလုံးသိကြမယ်ထင်တော့ဒါကျွန်တော်ထွေထူးတော့မပြောတော့ဘူး။ Man U အသင်းကတော့ဒါနိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းတော်ဖြစ်တယ်ဗျ။ဒီရာသီမှာတော်တော်လေးကိုဒါအမော်ရင်နဲ့အဆင်မပြေမှုတွေဖြစ်ခဲ့ပြီးတော့ကစားကွက်အံမွေမှုတွေကြောင့်လည်းဒါတော်တော်လေးရောက်တဲ့နေရာမရောက်ခဲ့ဘူးနိုင်တဲ့ပွဲတွေလည်းမနိုင်ခဲ့ဘူးရမှတ်တွေတော်တော်များများဆုံးရှုံးခဲ့တယ်ဒါကြောင့်လည်းနီးပြအမော်ရင်ကိုထုတ်ပြီးတော့သူတို့ရဲ့ဒါကနဝင်ကစားသမားဖြစ်တဲ့ Michael Carrick ကိုဒါနီးပြအဖြစ်ဒါပြန်ခန့်ထားတယ်ပေါ့နော်ရာသီကုန်ထိဆိုတော့ဒီနေ့မှာတော့ဒါ Michael Carrick အနေနဲ့ဘာတွေလုပ်ပြမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဗျ Michael Carrick ကဒါပြီးခဲ့တဲ့တစ်ခေါက်ဒါနီးပြထုတ်တော့ရတယ်သူ့အနေနဲ့သုံးပွဲကင်ဆုံးရှောက်ထုတ်ပြီးတဲ့အချိန်မှာသူအနေနဲ့သုံးပွဲကင်မှုနဲ့သုံးပွဲလုံးမှာသူအနေနဲ့အနိုင်ရမှုတွေဒါ Manchester United နဲ့အသားကျမှုတွေပြထားတာဆိုဒီနေ့မှလည်းဘာတွေလုပ်ပြမလဲဆိုတော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားစရာနဲ့စောင့်ကြည့်ရမယ်ဗျ။ဘက်က Man City ကတော့ထွေထူးပြောနေကြမလို့ရေနံအသင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်အားဖြည့်စွက်မှုတွေလုပ်ထားတယ်။ဘောမော့အသင်းတိုက်စစ်မှုစာဗီညိုတို့ဘာလို့တော့မှတော်တော်လေးဟိုဒါခေါ်ယူပြီးအားဖြည့်ထားဗျ။နီးပြကွာဒီယိုလာဆိုတော့သူတို့ရဲ့တိုက်စစ်ကတော့ဒါထိန်းလို့သိန်းလို့တော့ရတော့မှလည်းမထင်ဘူးဗျ။ကဲဆိုတော့ဒါနှစ်သင်းလုံးရဲ့နောက်ဆုံးကစားကိန်းနဲ့၅ပွဲကိုကြည့်ရင်တော့ Manchester United အသင်းရဲ့ဒါနောက်ဆုံးကစားကိန်းနဲ့၅ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါတပွဲနိုင်တပွဲရှုံး၃ပွဲတည်ဆိုရရမျိုးပိုင်ဆိုင်ထားတယ် Man City အသင်းရဲ့နောက်ဆုံးကစားကိန်းနဲ့၅ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါ၃ပွဲတည်2ပွဲနိုင်ဆိုရရမျိုးပိုင်ဆိုင်ထားတယ်ဗျ Man City အသင်းနိုင်ထားတာတော့နောက်ဆုံး2ပွဲဆက်တိုက်နိုင်ထားတာကိုတွေ့ရတယ်ဒီနေ့ပွဲမှာတော့ဒါ Man City အသင်းကလည်းပဲပြည့်ရှုံးဒါ9ပေါင်းကြီး3လုံးဒါ90ရှုံးဆိုတဲ့ကြီးတန်းမျိုးဖွင့်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီပွဲမှာတော့ဒါကျွန်တော် Asian Manchester United ဘက်ကပဲရက်တည်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့နီးပြအသစ်လည်းဖြစ်တယ်ပြီးတော့သူတို့ရဲ့အိမ်ကွင်းမှာ Manchester United ကပထမအကျော်ရှုံးကျွေးကိုဆက်နိုင်မယ်လို့လည်းကျွန်တော်မြင်တယ်။မန်ယူတို့အနေဆုံးသိရည်ပဲဖြစ်တယ်ဒီပွဲကတော့ဒါနီးပြအသစ်နဲ့အတူပဲသူတို့အကောင်းဆုံးပြန်လဲပြီးတော့ပြင်ဆင်လာမှာဖြစ်တယ်။ပြီးတော့သူတို့ရဲ့ကစားသမားတွေအကုန်အဆောင်လင်လည်းရောက်နေပြီပေါ့နော်။အမဒီယာလိုတို့ဒါအမမိုတို့ဘာလို့လဲအကုန်လုံးရောက်နေပြီဆိုတော့ဒီနေ့ပွဲကတော့တော်တော်လေး line full line up နဲ့ကြီးရမှာဒါ Man City ကိုအကောင်းဆုံးရှင်ပြိုင်သွားမယ်လို့ကျွန်တော်မြင်ထားတယ်။ပထမကျော်လည်းရှုံးထားတာဆိုတော့ဒီကျော်မှာတော့ရှုံးမယ်တော့ကျွန်တော်မထင်တော့ဘူး။ Michael Carrick ကလည်းသူ့ရဲ့ပထမဆုံးပွဲ Man City ကိုတိတ်လိုက်တာမျိုးပဲသူတို့လုပ်မှာဗျ။ဒါကြောင့်ဒါ Manchester United body ကတော့ဒီညတော့တော်တော်လေးကြိုက်တယ်။ဒါကြောင့်လည်းဒီနေ့ညမှာဒါ Manchester United body ကတော်တော်လေးကောင်းနေအောင်တွေ့ရတယ်။ကိုပေါင်းကတော့ဒါကျွန်တော်3လုံး50ရှုံးဆိုတော့ကိုပေါင်းပေါ်ပဲတက်ဖို့များတယ်။ပထမကြော်တော့လည်းကိုပေါင်းအောက်ထားတယ်ဆိုတော့ကိုပေါင်းပေါ်ပဲတက်ဖို့များသွားပြီ။ဒါပေမဲ့လည်းပိုသေးကြတာတစ်ခုက Manchester United body ကတော့ပိုကောင်းတယ်။ပြီးခဲ့တဲ့ပွဲ Man City Newcastle ကိုနိုင်ခဲ့တဲ့ဒါ Carabao Cup မှာ2-0ဆိုရတဲ့နိုင်ခဲ့ဒီပွဲကဒါ Man City တို့အနေနဲ့ကြီးမအောင်သင့်ပဲနဲ့အောင်သွားလို့ပဲကျွန်တော်မြင်ထားတယ်။ဒါကြောင့်မို့လို့ဒါဒီနေ့ပွဲမှာတော့ Man City တို့ကြီးပြန်ကြဖို့ရာခိုင်နှုန်းတော်တော်လေးများတယ်။ Manchester United ကြီးအောင်တဲ့စားနဲ့မအောင်ထားတဲ့ပွဲတွေကများပြီ။ကျင်းဒီပေါဒီညကတော့ဒါ Man U အပိုင်ပဲဗျာညီကိုတွေ။ဒါကြောင့်ဒီနေ့ညဒါကျွန်တော်ရွေးချယ်မှုကတော့ဒါ Manchester United body ကိုပဲဒါကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်။ကဲကြိုက်တူတဲ့ညီကိုတွေရောက်လိုက်ကစားပေးပါဒါအကြိုက်တူတဲ့ညီကိုတွေရောက်ကိုကြိုက်နေတဲ့ကိုကစားလို့ရပါတယ်ဗျ။ကဲမနေ့ကဒါကျွန်တော် channel လေးမှာကျွန်တော်ဒါအကောင်းဆုံးပြန်ယူမဲ့ပွဲဆိုပြီးတော့ဒါကျွန်တော်အပိုင်တပွဲချပေးလိုက်တယ်။ဒါယူတဲ့ညီကိုတွေကတော့ရလိုက်မယ်ထင်တယ်။ဒီနေ့မှလည်းဒါကျွန်တော်အကြိုက်ဆုံးတပွဲထပ်ထွက်အောင်မှာမို့လို့ Telegram channel လေးကို join ရတဲ့ညီကိုတွေကတော့ Telegram channel လေးကိုတစ်ချက်လောက် join ပေးဖို့ပြောချင်ပါတယ်ဗျ။ကဲကြည့်ရှုရဲ့ညီကိုတယောက်ချင်းစစ်တိုင်ကိုအများကြီးပဲကျေးဇူးတင်ပါတယ်နောက်ရက်တွေကျရင်လည်းဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေကျွန်တော်ပုံမှန်တင်ပေးသွားမှာဖြစ်လို့ကျွန်တော် account လေး follow မလုပ်ရသေးတဲ့ညီကိုတွေကတော့ follow လေးလုပ်ပေးထားပါ YouTube မှာ subscribe မလုပ်ရသေးတဲ့ညီကိုတွေက YouTube channel လေးကို subscribe လေးကျွန်တော်နှိပ်ပေးထားဖို့ပြောချင်ပါတယ်ဗျကဲညီကိုတွေအားလုံးပဲပါပါဗျနောက်ရက်တွေမှာဒါဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေပြန်ဆောင်ကြပါမယ်ဗျ